TikTok မှာဗီဒီယိုတွေတင်ပြီးတော့ပတ်စံရှာဖို့အတွက်ကျွန်တော်ဆက်ရနေပြီးတော့ Japan Region TikTok account လာဝယ်သွားတဲ့ customer ရဲ့အနေနဲ့ကျွန်တော်ဘက်ကနေပြီးတော့ account ဖွင့်ပြီးတော့ Gmail နဲ့ password ပြန်ပေးတဲ့အခါကျရင်ကိုဖုန်းထဲမှာရှိတဲ့ TikTok ထဲမှာဘယ်လိုမျိုး login ဝင်ရမလဲဆိုတာကိုကျွန်တော်အသေးစိတ်ပြပေးသွားပါမယ်။ account ဝင်ဖို့အတွက်အရင်ဆုံး TikTok ထဲကိုဝင်လိုက်ပါ။ဝင်ပြီးသွားရင်တော့ညာဘက်အောက်ထောက်မှာရှိတဲ့ profile ပုံလေးကိုနှိပ်လိုက်ပါ။ profile ပုံလေးကိုနှိပ်လိုက်မယ်ဆိုရင်တော့ကျွန်တော်ဒီနေရာမှာ login to TikTok ဆိုပြီးပေါ်နေရင်ကျွန်တော်အောက်တော့မှာရှိတဲ့ your phone email username ကိုနှိပ်လိုက်ပါ။ကျွန်တော်နှိပ်ပြီးသွားရင်တော့ဒီဘက်မှာရှိတဲ့ email and username ကိုပြောင်းလိုက်ပါ။ပြောင်းပြီးသွားပြီဆိုရင်ကျွန်တော်ဒီနေရာမှာကျွန်တော်ပေးထားတဲ့ Gmail လေးကိုရိုက်ထည့်လိုက်ပါ။ပြီးသွားရင်တော့ကျွန်တော် continue ကိုနှိပ်လိုက်ပါ။ continue ကိုနှိပ်လိုက်မယ်ဆိုရင်တော့ဒီလိုမျိုးလေး password တောင်းမှာဖြစ်ပါတယ်။ password တောင်းနေဆိုရင်တော့ကျွန်တော်ပေးထားတဲ့ password လေးကိုရိုက်ထည့်လိုက်ပါ။ပြီးသွားရင်တော့အောက်မှာရှိတဲ့ login ဆိုတာနှိပ်လိုက်ပါ။ဒါဆိုရင်တော့ကျွန်တော်ပေးထားတဲ့ account လေးကို login ဝင်သွားမှာဖြစ်ပါတယ်။တကယ်လို့ကိုဖုန်းထဲမှာတခြား TikTok account တစ်ခေါက် login ဝင်ထားရဆိုရင်တော့ကျွန်တော်အခုထပ်ပြီးတော့ပြောပြမယ့်နည်းလမ်းလေးနဲ့ login ဝင်ရမှာဖြစ်ပါတယ်။ဒါကကိုဖုန်းထဲမှာလက်ရှိနေတဲ့ account ဆိုရင်ကျွန်တော်အပေါ်မှာရှိတဲ့ကိုယ့်ရဲ့ account နာမည်ပုံစံလေးကိုနှိပ်လိုက်ပါ။နှိပ်ပြီးတော့ဒီနေရာမှာအောက်ဆုံးမှာရှိတဲ့ add account ဆိုတာနှိပ်လိုက်ပါ။နှိပ်ပြီးရင်ဆိုရင်တော့ဒီလိုမျိုးပေါ်လာမှာဖြစ်ပါတယ်။ sign up for TikTok လို့ပေါ်နေရဆိုရင်တော့အောက်ဆုံးမှာရှိတဲ့ login ဆိုတာနှိပ်လိုက်ပါ။နှိပ်ပြီးတော့ကျွန်တော်အပေါ်ဆုံးမှာရှိတဲ့ use phone ဆိုတာနှိပ်လိုက်ပါ။ပြီးရင်တော့ဒီဘက်ကိုပြောင်းပြီးတော့ကျွန်တော်ဒီနေရာမှာကျွန်တော်ပေးထားတဲ့ Gmail လေးရိုက်ထည့်လိုက်ပါရိုက်ထည့်ပြီးသွားရင်သူက password တောင်းမှာဖြစ်ပါတယ်ပြီးရင် password ထည့်လိုက်ပါ password ထည့်ပြီးသွားရင်တော့ကျွန်တော် account လေးကိုအောင်မြင်စွာနဲ့ login ဝင်လို့ရသွားပြီပဲဖြစ်ပါတယ်